ကိုလိန်နာတွေနည်းနည်းရိုမာတွေကနည်းနည်းလှုပ်မဲ့နည်းနည်း hero တွေကင်ထားတယ် aggressive hero တွေကင်ထားတဲ့အနေအထားတစ်ခုမှာ jungle နည်းနည်းမာပြီးတဲ့ hero ဖြစ်မှအဆင်ပြေမှာဆိုတော့ကြလीနော် လီယိုမော့ပစ်မှာပဲရအောင် Fanny Pick လိုက်ဟိုဘက်ကဟေရာနဲ့ခါလီနဲ့တောက်လျှောက်ဆိုသလိုကျွန်တော်ရန်ကဲ area ထဲမှာလိုက်ထောင်းမှာဗျာအဲ့တန်ကိုသူတို့နည်းနည်းလေးစဉ်းစားလိုက်တယ်အဲ့တော့လီယိုမော့နဲ့ပြန်ပြီးတော့ထောက်လိုက်တဲ့ Young Gladiators ရဲ့ Traffic NS အင်ဂိမ်းထဲမှာဘယ်လိုမျိုး performance တွေများပြသွားမလဲဆိုတာကျွန်တော်တို့ရဲ့ day number 1 match number 2ဖြစ်တဲ့ Young Gladiators နဲ့ U Titan တို့ရဲ့ပွဲစဉ်စတင်လာတော့မှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်နော်ကဲအဲ့တော့ U Titan ပထမဆုံးပွဲစဉ်တစ်ခုမှာတော့သူတို့ဘယ်လောက်ထိအလုံးလုံးသွားနိုင်မှာလဲနော်သူတို့ပထမဆုံးတွေ့ရတဲ့အတင်းမှာလဲနော်တကယ်ဝဲဒါကျွန်တော်တို့ဒါ channel မှာလေဆိုရယ် champion အတင်းကြီး champion title ရထားခဲ့တဲ့အတင်းကြီးနဲ့ပြန်တွေ့ရတာဆိုတော့ကြလေသူတို့ U Titan ရဲ့ပထမဆုံး MS အဖွင့်ပွဲလေးမှာသူတို့ရုံးကန်အားလေးဘယ်လောက်ထိကောင်းသွားမလဲထပ်မံပြီးကြည့်ရမယ်ဗျတစ်ဖက်မှာလဲနော် champion ဒါကျွန်တော် defender ဖြစ်နေခဲ့တဲ့ YG အနေနဲ့လည်းသူတို့ရဲ့ MS season 3ရဲ့အဖွင့်ပွဲမှာဘယ်လိုမျိုး research တွေကိုစတင်ပြီးတော့ပုံဖော်သွားနိုင်မလဲဆိုတော့အားလုံးပဲ match number 2 game number 1လေးကိုကျွန်တော် casting လေးနဲ့တူဆက်လက်ပြီးတော့ကြည့်ရအောင်ဗျလမ်းထောင်းနေကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရိုကိုအနေနဲ့ဘယ်လိုလောက်ွက်တွေများရှိမလဲ PC ကတော့ကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုလို့ချင်းသူ့အဲ့လိုမျိုးအရင်တော့တပ်ပတ် tournament လေးဗာလေးမှာကျွန်တော်မြင်ဘူးတယ်ဗျသူနဲ့အဲ့လိုလှုပ်လေးနဲ့ကစားတက်တဲ့ main ထဲမှာလည်းပါတယ်နာမည်နဲ့လည်းလိုက်တယ်သူအညော်တလိုင်းပေါ့အဲ့လိုမျိုးပုံစံမျိုးလေးတော့သွားတယ်ရိုကိုကတော့သူ့ရီဆန်ရှင်းတို့ဆာရိုကိုကရီဆန်ရှင်းတို့လန်ဆလော့တို့နဲ့တွဲမြင်ရတော့များရီဆန်ရှင်းနဲ့မြင်ရများရပေါ့လေဒီချိန်မှာတော့ကျွန်တော်ဟန်လီယိုမို့ရိုကိုအနေနဲ့ဘယ်လိုမျိုးကြော်ဖြတ်မလဲဆိုတော့ကြည့်ရပြီးတော့ခန်းကခါလီပစ်ထားခါလီရဲ့ mobility ရတော့ဒါတောက်လျှောက်ဆိုလို့ရန်ကုန် Gladiators ရဲ့ information တွေကိုအားလေးတိုင်မယ်မှာတောက်လျှောက်လိုက်ထောက်နိုင်မယ်အနေထားမှာတော့ရှိတယ်။ Eta လည်းသွားပြီးကြည့်မယ်ဆိုရင်သူ့ရဲ့ hero nature အရာ vertical combination ကတော်တော်လေးကိုညံတယ်စန်ဂျီနားတယ်နော် tornado strike နားတယ်နော်အဲ့တော့အောက်က back ကိုမစားဘဲနဲ့အပေါ်ကိုသွားပြီးတော့ Sabro ကိုအနေနဲ့သွားခန်းတာအဲ့ gang ကြီးတကူကအောင်မြင်လိုက်မယ်ဆိုရင်လည်းစန်ဂျီစီကကေးကိုရမယ်ဆိုရင်လည်းအစောပိုင်းကာလမှာကနေစား U Titan ရဲ့ဖိချက်တွေကပို့ပြီးတော့ကောင်းလာပြီးတော့အားလေးကိုစပြီးတော့နင်းလို့ရတော့ပါအဲ့ဒါလောလောဆယ်မှာတော့နော်ကျွန်တော်အပေါ် gang ကြီးတကူကအနေငယ်လေး time လိတ်သွားတဲ့တိုင်းတာတခုမှာတော့ level 4ဆိုင်ရတခုမှာတော့ Roko အနေနဲ့အနေငယ်ပြန်နောက်ကျသွားမလားအဲ့ time နေမှာနောက်တဲ့ objective တွေမှာပြန်ပြီးတော့ hand တို့ဘာလို့စီ retribution ပြန်ထည့်ပေးလိုက်ရမလားဆိုတော့ထက်ကြည့်ရမယ်လောလောဆယ်သက်ကြားတခုမှာတော့ U Titan ဒီ game number 1အဖွင့်လေးမှာတော့ YG ကိုအရင်ရှိတ်နေတာမျိုးမရှိဘူးသူတို့သွားခြင်းနေတဲ့ပုံစံတိုင်းသူတို့သွားခွင့်ရထားတယ်ဗျအောက်မှာလည်း Hera Alice အတိုင်းတာတခုမှာဆိုရင် Hera ရဲ့အခန်းကဏ္ဍအားလေးမချက်တခုမှာတော်တော်လေးကိုတာနေလို့ပဲပြောရမှာပဲဟန်ဒီခန်းဟန်ရဲ့ဂျန်ဂလာပတ်တန်တောက်လျှောက်ဆိုသူတို့လိုက်ပြီးတော့ထောက်နေရလို့ပြောလို့ရတယ်ဗျဟန်ဘယ်နာရောက်နေပြီလဲဆိုတော့ခန်းတောက်လျှောက်ဆိုလို့ inform လိုက်ပြီးထားတဲ့အချက်က U Titan ရဲ့အားလေးတိုင်မင်မှာကောင်းကောင်းကြီးအလုပ်လုပ်လို့ရတယ်လို့တွေ့ရတယ်ဘက်ကနေပြ Eta အနေနဲ့ ultimate တော့မရသေးဘူးတတ်တဲ့ objective fight လေးတည်တဲ့အချိန်ကျရင်ကြည့်ရမယ်ဗျ Kaizi ရဲ့ real manipulation တွေပါလာတဲ့အချိန်ကျရင် YG ရဲ့But setup ကပို့ပြီးတော့တာလာနိုင်ကြီးရရှိတယ်။ဇုံနေထားမဲ့အနေထားတစ်ခုတွေကနေပြီးတိုက်တန်အားလီမှာဘယ်လိုမျိုးကြော်ဖြတ်ပြမလဲပေါ့လေ။ဟုတ်တယ် Hera လည်းအားလီ match တစ်ခုကောင်းတယ်ဆိုပေမဲ့ level 4ဆိုင်ရာတစ်ခုမှကျတော့ရင်းရဲ့ blood all လေးပါလေးပိုကောင်းနေမလားလို့ပေါ့လေ။ Raso ကို retribution ပြန်ပြီးတော့ပေးထားခြင်းနဲ့ဆိုပေမဲ့ hand retribution ပို့ပြီးတော့ကောင်းသွားပြီ။အဲ့ဒါမှာ blood all နဲ့ပါထပ်ပြီးထိန်းခံလာတော့မှလည်း manipulation ထပ်ပြီးတော့ပဲ damage မြင်းကွက်ချက်တွေခြားထဲမှာနေမယ် first blood ကြီးကိုထပ်ပြီးတော့ပေးလိုက်ရတာ jungle line နဲ့တူနောက်မှလည်းနော် off တွေ Roma တွေထပ်လိုက်လာတာဆိုတော့အားလီမှာ Hiroki တွေအများကြီးနဲ့တူတာတဲကြီးပါထပ်ပြီးတော့ခွင့်ပြုပေးထားရတာဗျာဒါလည်း objective တွားကန်းလိုက်တဲ့အချိန်မှာရင်းရဲ့လောက်ကွက်ကတော်တော်လေးကိုတော့ကျွန်တော် boss fight ဖြစ်သွားခဲ့ရလို့တော့ပြောရမယ်ဗျသူ့အနေနဲ့ Throne Round နဲ့ဝင်လာတဲ့အချိန်မှာ U Titan ဘက်ကနေပြီး3လောက်ကိုရှက်တောင်းချထားတဲ့ပုံစံမျိုးတော့ဖြစ်သွားခဲ့တယ်အဓိကကလည်းကျွန်တော် PC ရှိရနေပြီးတော့မျောလင်းထားသလောက် damage output လေးရလည်းမပါလဲပါတယ်ဗျလုံလောက်စွာလဲကျွန်တော်မမာပေးထားနိုင်တဲ့အနေအထားတစ်ခုမှာတော့ U Titan အသင်းအနေနဲ့အားလီတိုင်မင်ကရင်ဆိုင်ဟန်တော်တော်လေးကိုတော့ခက်ခဲနေတယ်ဟမ်ကျွန်တော်ရဲတင်းစွာနဲ့ပဲတစ်ဖက်အသင်းရဲ့ Jacqueline area တွေကိုဝင်လာပြီဗျအေးထောက်ဝင်မြန်ပြီလေအဲ့တော့မှာတော့ခန်းတကောင်ဟိုပါ damage တွေဝိုင်းပြုတ်ပေးထားတဲ့ ban နဲ့ damage အတော်လေးကိုများတယ်ဗျ offense ဒီမှာပြန်ပြီးတဲ့ဆိုပေမဲ့ back damage မှာတော့ immature ကိုလိုအပ်ချက်ရှိသွားရင်းနဲ့ပဲဟန်ကီကိုကောက်ဖို့တော့ U Titan မဖြစ်နိုင်ခဲ့ဘူးဗျ ဆာရိုကိုအနေနဲ့ကဂျင်းနေပေါက်ကိုတော့သူ့အနေနဲ့အားလီဂိမ်းတိုင်မင်အတွင်းမှာအဲ့ဒါပိုင်းခြားဆိုင်ရာအရာပို့ပြီးတော့ focus လုပ်ဖို့အတွက်ကတော့လိုအပ်တော့မယ်ဗျခုနကသူ့အနေနဲ့ damage ရှိတယ်သူဝင်နိုင်ခဲ့မယ်ဆိုရင်တော့ဒီလီဟန်ကပြတ်သွားဖို့အတွက်က percentage ကသွားပြီးရှိမယ် Samji ကတော့ lane freeze နေပြီဘက်ကနေပြီးတော့ကျွန်တော်တို့ secret ကိုတော့လုံးဝတော့ go free မကျွေးရအနေထားမှာတော့တွေ့ရတယ်ဗျရင်ကတော့အောက်မှာတော့သူ့ရဲ့ tower လေးအတိုင်းပဲ9မိနစ်တိုင်မင်လေးမရောက်ခင်မှာတော့တောက်လျှောက်ဆိုသူ limit pressure တွေကတော့ပေးနေပြီဗျာU Titan ဘက်က Ruby Golden ကသူတို့အသင်းအတွက်အဆင်ပြေတယ်ဆိုပေမဲ့ Sanji တော့ကတော့ပို့ပြီးတော့အဆင်ပြေသွားသလားလို့တောင်မှထင်ရရဗျာ Mega Trio ကလုံးဝအဆင်ပြေနေတဲ့အတိုင်းအတာတစ်ခုမှာအပေါ်မှာလဲသူက melee ကောင် range တစ်ခုနဲ့ပြန်ပြီးတော့ထိန်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့ Sanji အနေနဲ့လုံးဝ free fan ရနေတယ်အဲ့တော့အလဲမှာလဲ YG က Tate တွေရတယ် Hiroki ရတယ်အပေါ်မှာလဲ Sanji က free fan ရတယ်ဆိုတော့ရောက်လာမယ့် Mega အတိုင်းပင်တစ်ခုမှာ U Titan အနေနဲ့တော်တော်အနေများသွားပြီလို့ထင်တယ်9မိနစ်တိုင်မင်ရောက်လာပြီဆိုတာနဲ့ကျင်းနေပါဘူး Blink က Sanji ကိုရင်ခွင်ထဲကောက်ထည့်တော့မှာသူ့တော့ Sanji ရှိရောက်လာသမျှလာခန်းသမျှ hero တွေအကုန်လုံးသူက tsunami slam နဲ့တောက်လျှောက်ဆို
လို့ကာပါပေးတော့မှာပေါ့နော်ဒီအချက်တွေကိုတော့ကျွန်တော်မြင်တွေ့ရမလားဆိုတာကြည့်ရမယ်ဗျပြီးတော့ခန်းအနေနဲ့ကလည်း mobility ဘိုင်းရအားသာနေဆိုရင်အားလေး game မှာသူ့ရဲ့ tornado damage တွေနဲ့တစ်ဖက်ရဲ့ရန်ကုန် Galacticos ကိုအဲ့လောက်ဒီ pressure ပေးနိုင်တယ်ဆိုတော့ဒေတာမျိုးကိုနော် ဒေတာမျိုးကိုမတွေ့ရဘူး ဟုတ်တယ်အဲ့နံပါတ်7မှာပြက်ခံလိုက်ရတဲ့ hand damage တွေခန်းတန်းပြတ်သွားရတယ်ဗျ Roman မရှိတဲ့ battle တစ်ခုမှာတော့ U Titan ဒီ 35 မှာပါ Vision ကဘလို့မဖော်လို့မရရင်လည်းနောက်ဆုံး second target တစ်ကြိမ်ကိုထပ်မှတ်ပြီးတော့ပဲပေးရအောင်ပဲဗျ first target မှာနေ 3K အခု second target အပြီးဆုံးလေးမှာတော့ 4K နီးပါး network ခက်နဲ့အတူပဲအားလေးက U Titan အနေနဲ့တော်တော်လေးကို fan နေပါနေပြီဗျ ဒီအချိန်ဒီတိုင်းဆိုရင် U Titan အသင်းအနေနဲ့ကျွန်တော် mid game စပြီးတော့ဝင်လာတဲ့မြတ်သူတို့ရဲ့ map control ရမတေကြတော့ဘူး jungle area တွေကိုပါလိုက်ပြီးတော့ကျွန်တော် invade ခံရမယ့်ပုံစံမျိုးလေးကိုတော့တွားပြီးတော့ရှိနေတယ်ဒါပေမဲ့ PC ကတော့ဒုံးရုံဝင်နေရအောင်ပြီးသွားပြီ တိုင်တီကတော့ရန်တော့ထွက်ထားတာဗျ Sanity လေးနဲ့တော့သူတို့ pressure ပေးတဲ့အချိန်မှာခန်းထပ်ပြီးတော့ပေးရမလားဆိုတော့ကြည့်ရမယ် Oh my yeah 3 man ထပ်ပြီးတော့ပဲထိန်းထားတဲ့နောက်မှာ hand damage တွေထပ်လိုက်လာဖို့ကြိုးစားရဆိုပေမဲ့ rage လေးနည်းနည်းလေးလိုအပ်ချက်ရှိသွားတဲ့အနေထားမှာတော့ Hiroki မရလိုက်ဘူးဗျအဲ့နောက်မှာတော့ဒီခိုင်စီပဲဖြစ်ဖြစ်နောက်မှာဘလင်းတို့ပဲဖြစ်ဖြစ်ထပ်ရောက်လာမယ်ဆိုတော့အဲ့3 man ကြီးကလုံးဝ3အောင်တန်းပြောက်သွားနိုင်တယ်ဗျ Flicker Throne Row နောက်ကကင်စီရဲ့ manipulation လေးသာပါလိုက်ရင်တော့တကယ်လှပတဲ့ combo လေးတစ်ခုလောက်ကတော့သွားပြီးတော့ဖြစ်သွားမှာဒါပေမဲ့ Jangalari ကိုဒီချိန်မှာတော့9မိနစ်တိုင်မကျော်သွားပြီဆိုတော့သူတို့အတွက် objective တွေက top side မှာ bottom side မှာလုံးဝ mechanic အပြည့်နဲ့ကိုယူနေရဗျာ YG everywhere လို့ပဲဖြစ်နေတယ်လို့ပဲပြောရမှာပဲအဲ့နောက်မှာတော့ပွဲချင်း9မိနစ်မှာ Hiroki 9កောင်နောက်ကမှာဆိုလဲ 4K အသာစီးနဲ့အတူပဲ Champion Defender အသင်းရဲ့ဒီအဖွင့်ပွဲလေးကလည်းလုံးဝအသင်းကြီး PP ကိုလုံးဝအမားယူအ ਨੇ ဆုံးနဲ့သူတို့သွားနေနေတဲ့ time တိုင်းသူတို့သွားခွင့်ရနေခဲ့ရဗျအဲ့နောက်မှာရင်းထထိန်းတိုင်းနဲ့ပဲနောက်မှာခက် Sunstone AD ကိုပလိန်ကြီးပေးလိုက်ရဗျဟဲ့မြင်းခွာတွေဂျိုင်းမှာမသိုံတမဲပဲအဲ့နောက်မှာ Kaiser Manipulation 2 man ထထိန်းနောက်မှာလည်း PC ဘလုံးမ damage ပေးလို့မရတဲ့နေသားမှာ Make a First Tower ကြီးကပလိန်ကြီးချိုးတော့မလားတကယ်ပလိန်ကြီးချိုးတာလည်းရင်း again 3 man ထပ်ပြီးတော့ပဲဖန်ထားတဲ့နေသားမှာ Sanjay damage ဒီတစ်ခါပါလာတဲ့နောက်မှာတော့3အောင်တိတိတော့ဒေါင်းသွားတယ်ဗျာ တကယ်တော့ရောင်ကလာဒီကိုဆိုလိုချင်တာ make objective ပဲဗျာခိုင်စီးအနေနဲ့ manipulation နဲ့ဇုံးနေထားပြီးတော့ make objective ယူနေတဲ့အချိန်မှာနောက်ကနေပြီးတော့ရင်ရဲ့ဝင်လာတဲ့ round timing မှာတစ်ဖက်ကနေပြီး U Titan 3 man လောက်အထိကိုသွားပြီးတော့ပြီးသွားခဲ့ဗျာဒီနေ့ဒီတော့ဘက်တွေတောက်လျှောက်ကိုပြနေတာ tower timing ဝင်လာကျွန်တော်ခိုင်စီးဖန်နဲ့တွဲပေါ်ပြီးဖန်တီးရင်းနဲ့ပဲကျွန်တော် robo တော့ဆက်လက်ပြီးတော့ဆုံးသက်သွားသေးရဲ့ဗျာ တိုင်တယ်တကယ်ပဲအာလီဂိမ်းကြောင်ပြောက်နေပြီလို့ပဲပြောရမှာပဲ6မိနစ်ဆိုတဲ့တိုင်းတာတစ်ခုမှသူတို့ဘက်မှာဘာမှမရှိဘူးဟီရိုကင်းလည်းမရှိဘူး objective လည်းမရှိဘူးတာဝါလည်းမရှိဘူးဘာမှမရှိဘူးဆိုတဲ့အနေထားတစ်ခုမှာဘွဲရလည်းတစ်ဖက်ဆောင်းနဲ့ပြန်ပြီးတော့ပြောတစ်ဖက်ခံနေရတယ်အဲ့တော့ network အနေထားတစ်ခုမှာလည်းစိတ်ကြော network တစ်ခုနဲ့အတူပဲနောက်ပိုင်း making time တစ်ခုကိုလည်းပဲအားသက်ချက်တစ်ခုကိုလည်းပဲ YU ထပ်ပေးတာဆိုတော့သူတို့မှာလုတ်เสียအင်မတန်ကိုနဲသွားပြီလို့ပဲပြောရမယ်အဲ့ကြားထဲမှာလိန်နေပါထပ်ပြီးတော့ face ခံရမယ် jungle area တွေပါထပ်ပြီးတော့ dive ခံရမယ်ဆိုရင်တော့ U Titan ဒီဘွဲကိုပြန်ပြီးတော့ turning point ပြန်ရှာဖို့အတွက်ကိုတော်တော်လေးခက်ခဲသွားမယ်ဗျာ အားမရှိတော့တဲ့ U Titan စီမှာတော့ turning point တွေတခုတော့မျောလင်းကျင်သေးတယ်ဗျပေးမလားပေါ့ဟေ့နော်ဒီဟာလေးကတော့သွားပြီးတော့ရှိနေတယ်ဒါပေမဲ့ Sanji ကခုနကကြည့်လိုက်တာသူ့အနေနဲ့ Guardian Sky ကိုအရင်ဆုံးသွားတယ် Full Sky ကိုအရင်ဆုံးသွားတယ်ဆိုရင်နောက်တစ် second item Windtalk ကသွားတာဗျအဲ့တော့သူ့အနေနဲ့ critical သွားမယ် design မှာတော့ရှိရနောက်ပိုင်းကျရင်တော့သူ Helsing Claw ပြီးသွားရင်တော့ Berserker Fury တွေပါထပ်ပြီးတော့ join မလားပေါ့လေအဲ့ကျရင်တော့ Sanji အနေနဲ့သူ့ရဲ့ combination ကအားလေးကလေးကို impact ကမြင်တွေ့နေရမှာဗျ လောလောဆယ်တော့ Sanji နော် level 10နဲ့နေတော်တော်လေးအဆင်ပြေနေပြီအကီပြောတဲ့ item တွေထပ်ပြီးတော့ထွက်လာခဲ့ပြီဆိုတော့တကောင်နဲ့ကိုတင်မှာနှစ်ကောင်သုံးကောင်လောက်ဝိုင်းပြီးမေးလို့ရတဲ့အနေထားဗျကဲလက်ရှိမှာတော့ Jungle to Jungle အကုန်လုံးမှာပဲဒီလုံးဝတူးချင်းရိုးချင်းကြီးဆိုင်မှာ level ပိုင်းဆိုင်ရာတွေရော item ပိုင်းဆိုင်ရာတွေတော်တော်လေးကွာနေတဲ့အနေထားတစ်ခုမှတော့ U Titan နဲ့ဘတဲကိုဖွင့်တာထက်စားမယ်ဆိုရင် visual ပိုင်းလေးတွေပြမယ်သူတို့လိုနေတဲ့ 2 max man damage တွေ fighter တွေရဲ့ armor လေးတွေကိုပဲပြန်ပြီးရှာလိုက်တာတော့အကောင်းဆုံးပဲအားလေးဒီပွဲမှာတော့ U Titan နဲ့သူတို့သွားချင်နေတဲ့ Dragon Face နဲ့ in game ထဲမှာအဝင်ခွင့်ညမဖြစ်သွားလို့ပဲပြောရမှာပဲအားလေးမှာဟဲ့တာတစ်ခါလောက်ပဲလင်းခန်းကင်းလေးတွေပါလေးပဲလာတယ်ကျန်တဲ့နောက်ပိုင်းမှာကျတော့သူတို့နေဘာမှလောက်ကွက်တွေမထွက်ခဲ့ဘူးဗျာနော် big ကို pressure ပေးရင်ပေးမပေးရင်တော့ Jungle ကို pressure ပေးမယ်ဆိုတဲ့ပုံစံမျိုးအတွက်ကတော့သူတို့အနေနဲ့တွက်ထားခဲ့တယ်ဗျာနော်ခါလေးနဲ့ hater ရဲ့လောက်ကွက်လေးအားသေးတဲ့ကဒါသူတို့အနေနဲ့ chemistry connection လေးတွေရလာခဲ့မယ်ဆိုရင်တော့ U Titan အသင်းအနေနဲ့အဲ့လောက်ကြီးတော့ခက်ခဲလိမ့်မယ်လို့တော့မထင်ဘူးဒါပေမဲ့ရောင်ကလာဒီကိုရဲ့လောက်ကွက်တွေကိုတော့ကျွန်တော်မိထားလို့တော့မရဘူးဗျာရင်းရဲ့ LA Strong Run တွေကအားလေး game မှာတော့တော်တော်လေးတော့ impact တော့ရှိနေခဲ့တယ်ဒီຢာတွေနဲ့ရုံထွက်ဖို့အတွက်ကလည်းကြိုးစားနေရသေးတယ် U Titan အသင်းမှာစဉ်းစားစရာအချက်တွေကရမ်းများတယ်ဗျာသူတို့ဗတဲ့အရင်စဆိုင်မယ်ဆိုရင်တော့ဘသူ့အရင်ဖျက်ရမှာလဲဆိုတဲ့အချက်ကလည်းတွားပြီးတော့ရှိနေသေးတယ်ဟန်ကသူ့မှာ fan and chat တွေခေါ်ပြီးတော့ပဲတောက်ချောက်သူတို့ tower diving တွေလုပ်နေရင်ဂျားတွေကနေမှတစ်ဆင့် U Titan ဘက်ကနေပြီးတော့အဲ့လိုမျိုးဝင်လာခဲ့တဲ့ဗတဲ့အချိန်အဖုံတွေကိုရက်တန့်စေနိုင်မဲ့အရာတစ်ခုကအပိုင်ဆိုင်ထားသေးဘူးလို့ပြောရမယ် ဟုတ်တယ် Sandstone နေ Hera ရဲ့ဒီကျွန်တော် damage လေးတွေအပြင်နောက်မှာ Ruby ရဲ့ offense နေရပါเนาะအများကြီးလုံးမဖြစ်သေးဘူးသူတို့3ကောင်ကလည်းအရန်အာမမလုံးနိုင်သေးတော့ကျွန်တော်နောက်မှာပေးရမယ့်2 max man damage ကလည်းဘယ်လိုလဲပေးခွင့်မရပါဘူးဒါပေမဲ့ဒီလက်ရှိမှာတော့ဒီကောင်တွေတော်တော်လေး safe နေထားနိုင်တယ် Yuki ခေါင်းမပေးရသေးဘူးလူအပ်နေတဲ့ item လေးအနေငယ်လေးလည်းပြန်ရထားတယ်ဆိုတော့ Kimi ရဲ့ force spin stand လေးတွေနဲ့ဒီပွဲလေးကိုနည်းနည်းပြန်ထိန်းနိုင်မလားပေါ့လေဒါပေမဲ့အဲ့လိုမထိန်းမှုအတွက်ဆိုတာလေရှေ့မှာနှစ်ကောင်တော်တော်လေးမာနေမှရမှာပြောရင်းဆိုရင်ဒီဘက်မှာတော့ပေါ်လာတဲ့10 minute timing တခု9 minute timing တခုမှာပေါ်လာတဲ့ first low တော့ YG 10ရ
သွားရင်းနဲ့ဗျ YG ရဲ့ဒီ game number 1 intro ကတော့အတော်လေးကိုကျန်းနေတယ်ဗျ advantage တစ်ခုကိုပဲ U Titan အသင်းအနေနဲ့ချင်းတွေဘောက်ကိုတော့ရွေးရတော့မယ်ဗျာ Hater ရဲ့ potential က early game မှာ impact ရိုင်းမထွက်သွားတော့ late game မှာတော်တော်လေးတော့ potential ကျနေပြီလို့ပြောလို့ရမယ် drop round 3 man ပြန်ချက်ပြီးတော့ဝင်လာပြီနောက်မှလည်း hand damage ဒါပေမဲ့ခန်းခန်းဆန်းဆုံးပြန်အပေးမှာတော့ဒီတစ်ခေါက်ရင်း offense down လေးကိုပြန်ပြီးတော့ခံလိုက်ရပြီဗျတော် damage ပါထပ်ပေါင်းသွားရင်နောက်မှာတော့ဒီတစ်ခေါက်ရင်းနေနေတော့ပြန် down သွားပါသေးတယ် ဟုတ်တယ် Sanji ကတော့ကျွန်တော်ပြောသလိုပဲသူက critical Hazing Claw တွေပါထပ်ပြီးတော့ပါလာခဲ့ပြီ YG ကအဲ့လိုမျိုး instant sign လိုက်သမျှ battery တွေအကုန်လုံး U Titan ဘက်ကနေပြီး response မှုအတွက်ကတော့နည်းနည်းလေးခက်ခဲနေတဲ့ပုံစံမျိုးတွေ့ရတယ်ဒီကလည်းသူတို့ဘက်မှာတီးကြတေးကြတဲ့ spare တွေကရှိရဆိုရင် instant ပြတ်သွားနိုင်တယ်ဆိုတဲ့ damage ကတော့မရှိသေးဘူးပေါ့အဲ့ဒီအရာကို PC အနေနဲ့မရရအောင်တော့သူဒီချိန်မှာဖန်တီးပေးနေတယ် Rogo အတွက်ကလည်း space ရတယ်လိုနေသေးတယ်ဒီຢာတွေအားလုံးဖြည့်ရှင်းဖို့အတွက် U Titan အသင်းအနေနဲ့6 minute အတွင်းမှာသူတို့အကောင်းဆုံးတော့ကြိုးစားနေရဗျခုနလိုကွက်လေးဆိုမစိုးဘူးတက်လာသမျှ high ground တက်လာသမျှအရာတစ်ခု aggressive ဆန်သမျှအရာတွေကို Secret ရဲ့ offense နဲ့ပြန်ပြီးဖြည့်ရှင်းမယ်နောက်ကနေပြီး follower အနေနဲ့ Mountain Shocker ရဲ့ PC ရဲ့ Scardian Skype တဲ့ bean တွေပါတွားပြီးရှိမယ်ဗျာနော်လိုရာလေးနဲ့ပြန်ပြီး follow up ထားမယ်ဆိုရင်တော့မစိုးဘူးဒီက Ether ကိုဘယ်လိုလောက်ွက်ရှာပေးမလဲဆိုတာပဲကြည့်ရမယ်ဒီ Hater ကိုပေါ့နော်ဟဲရာရဲ့ခန်းကန်တာအားလေးကနေစပြီးတော့ဒီနေ့ခန်းကင်းတစ်ခုမှကနေကကောင်းပြီးကျန်တဲ့ပတ်ပိုင်းမှာတော့တော်တော်လေးပျောက်သွားတယ်လို့ပြောရမှာပဲဟဲရာစားတခြားဒီချိန်မှာနော်ဟီးရိုးရာဆိုရင်တော့မှနည်းနည်းပို့လုံးနိုင်မလားလို့သူတို့သွားနေတာကျွန်တော်ထင်တယ်ဂျူတာတဲ့ခါလီနဲ့ဟဲရာနဲ့အားလေးကနေဂျန်ဂယ်သူတို့ဖိတ်ချင်တာဒါပေမဲ့ဖြစ်နိုင်သွားအောင်အဲ့ပုံစံကနေအဲ့လိုမျိုးဖြစ်သွားရပါလေအဲ့နောက်မှာတစ်ပတ်မှာတော့ meditation ပြန်ပြီးတော့ဖေးထားရင်းနဲ့နောက်မှလည်းရင် blood or combo လေးချဖို့အတွက်ကြိုးစားတယ်ဆိုပေမဲ့ free way တော်တော်လေးနည်းသွားတယ်ဒါပေမဲ့ဘလင်းထပ်ပြီးတော့ဆွဲထားရင်းနဲ့ပဲနောက်မဆန်ကြီး crossbow တက်ဒီချားလေးမှာခန်းခန်းတီကိုပါထပ်ဝင်သွားဗျာတာဝါမေကလိမ့်တာမရှိဘူးဆိုရင်တော့အဲ့တော့မှနောက်ထဲတီက damage ကထပ်လိုက်ပေးလို့ရနေပါပြီ Ether ရဲ့လောက်ကွက်ကိုတွေ့အဲ့ဒါ Samchi ရဲ့ damage ကိုခံပေးရတာလေနော်စလိုက်တွေကတော့ပြရှိရဗျာဒါအောင် objective ကိုတော့ရောင် Gladi ကိုစတင်ပြီးတော့ try နေဒီဘက်ကနေပြီး see cry နည်းနည်းလေးလောက်ွက်လေးတော့လိုအပ်နေခဲ့မယ် Sandstone တွေပိုင်းနဲ့ combination လေးဒါစောင့်နိုင်ခဲ့မယ်ဆိုရင်တော့ United ဘက်ကနေပြီးတော့မစိုးဗျာဒါပေမဲ့ loss တဲ့ခန်းခန်းရှိမှာ ultimate တော့မရှိသေးဘူးအဲ့ see cry ရှိမှာလည်း flicker မရှိသေးတဲ့ Titan ဒီtiming မှာတော့ United အသင်းအနေနဲ့တော့ defending တစ်ခုကိုပဲပြန်လည်ပြီးတော့ပဲရွေးချယ်ထားရပါသေး safe play တာတော့အကောင်းဆုံးပဲပေါ့မှန်မယ်နော်ဒီမြောင်းမချော်ပဲနဲ့ဒီ tower တွေပဲ defend ပြီးတော့တစ်ဖက်အသင်းကျုံလာမဲ့အနေထားကိုပဲပြန်ပြီးဆွဲစားလိုက်တာတော့အကောင်းဆုံးပဲခုနလိုမျိုးရင်းငဲကကျုံသွားတဲ့အချိန်မှာသူတို့ဘက်က offense တွေပြန်ဝင်လာတာမျိုးတွေဒီဘက်က Sanji ရဲ့ damage ကို Hera အပိုင်ခံထားတာမျိုးလေးတွေအဲ့ချိန်မှာလွတ်နေတဲ့ဒီ PC နဲ့ Saruko နဲ့ damage တိတ်ချပေးသွားနိုင်တာမျိုးတွေအဲ့လိုမျိုးလုပ်ဖို့တော့လွယ်တယ်လောလောဆယ် snap stand နောက်မှလည်း yin plan or 2 man batsman တစ်ကောင်ကြီးကိုထိန်းတာဗျာဘလုံးမ damage ပေးလို့မရတဲ့ U Titan YG ရဲ့ရှင်းချက်ဒီကြားထဲမှာ၄ကောင်တီတီကြာရှုံးသွားနေတယ်ပဲနောက်ဆုံး channel ကခန်းခန်းဦးမှာဟမ်ဆက်လက်ဆုံးတဲ့နေနဲ့ပဲဒီနေ့ပထမဦးဆုံးသော Minions ကိုတော့ဟမ်ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပေါ်ရဲ့ယုံကြည်ချက်တွေနဲ့အတူတက်သေးပြဖို့အတွက်ရောင် Gladi ကိုရဲ့ hand ဒီပထမဆုံးကျွန်တော်တို့အတွက်ပွဲဦးထွက်မှာနေမယ် Minions ဆိုတဲ့အရာတစ်ခုကိုတော့ယူဆောင်ပြလိုက်ရင်းနဲ့ပဲ game number 1ကို taken လှုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ် OB တင်း7ရဲ့ပထမဦးဆုံးเนาะအမြဲတမ်းလူတွေယူထားရှိခဲ့တဲ့ဒီ service တွေ Minions တွေလို့ဒီတစ်ခေါက်မှာတော့ YG ကပြန်ပြီးယူပြသွားခဲ့ပြီယူပြသွားတော့မှ Jungle ကြီးကယူပြသွားတော်တော့မေးထားလို့မရတာတော့ကျွန်တော်တို့ယင်ရဲ့เนาะ Alice ပဲယင် Alice က signature ပဲဗျာဒီအောင်မေးထားလို့မရသူ့ရဲ့ throne run တွေ throne run တွေက RT timing ကလေးကိုပွဲပြီးတဲ့အထိတောက်လျှောက်ဆိုသလိုစိတ်နှောက်ရက်ပေးနေခဲ့တာဗျာ U Titan